ကျွန်တော်တို့ဖုန်းလို့နေမမှတ်မိတော့ဆိုရင်ဘယ်လိုလဲကိုစောပြောရမလဲဆိုတာကြည့်လိုက်ကြရအောင်ကျွန်တော်ပထမဆုံးပုံကပိတ်ပါမယ်ဒါပိတ်ပြီးတော့ရင်ကျွန်တော်ပုံကခလုတ်ရဲ့အတန်ချဲတဲ့ခလုတ်ရဲ့ကိုတပြိုင်နက်တည်းပြိုင်လို့နှိပ်ပါမယ်လောကိုပေါ်လာရင်ပါဝါခလုတ်ကိုလွတ်မယ်အတန်ခလုတ်ကိုဆက်ပြီးထားပါမယ်ကိုလိုရကဘာမုံရောက်သွားရင်ဒါခလုတ်ကိုလည်းလွတ်မယ်ကျွန်တော်တို့ဒီမှာရကဘာပုံမှာနှစ်ခုရှိပါမယ်white data လား report လားဆိုကျွန်တော် white data ကိုရွေးပေးပါမယ် data အကုန်လုံးဖြတ်မှဖြစ်တဲ့အတွက်ကျွန်တော် file data ကိုရွေးပေးပါမယ်ပြီးရင် file နှိပ်ပေးပါမယ်ဒီချိန်မှာဘာကလုံးမနှိပ်ပေးနဲ့ခဏလေးစောင့်ပေးပါကျွန်တော်ပြီး report ချမယ် report to system ကိုနှိပ်ပေးပါမယ်ကျွန်တော်ဒီလိုချိန်မှာခဏလေးစောင့်ပေးပါမယ်ကျွန်တော်တော့စခရင်ပွင့်လာတဲ့အထိခဏဆောင်ပေးပါမယ်ကြားထဲမှာဘာကလုံးမှမနှိပ်ပါဘူးကျွန်တော်ဘာပွင့်လာတဲ့အချိန်ဒီဆောင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ခုလုပ်ပြတဲ့ဖုန်းကတော့ Redmi Note 30ဖြစ်ပါတယ်ကျွန်တော်ဖုန်းပွင့်လာရင်ဆိုရင်ကျွန်တော်တို့များလေးကိုနှိပ်မယ်ကျွန်တော်အင်္ဂလိပ်စာကိုဖြည့်ပေးမယ် next ကိုနှိပ်မယ်ဒါ wifi ချိန်မှလာမိရင်ကျွန်တော်မချိန်ဘူးဆို skip ပေးမယ် next နှိပ်မယ်ဆက်ပြီးမှ agree ကိုနှိပ်သွားမယ်ကျွန်တော်မို့ next ပဲဆက်ပြီးမယ် agree နှိပ်မယ်တော့ဒီတိုင်းယူမှဆိုမျိုးဆိုကျွန်တော် next ပဲသွားမယ်အကုန်လုံး skip သွားမယ် next သွားမယ်ကျွန်တော်လုံးဝ log ကြော်ရဆက်ပြီးသွားပါတယ်ကျွန်တော်အခု Play Store ထောင်းလို့ဆွဲပြမှာဖြစ်ပါတယ်Mi Store ကနေပဲဝင်မှာ Play Store ကိုထောင်းလို့ဆွဲမှာပါကျွန်တော်ကိုယ့်ရဲ့ account ထည့်ပြီးသွားရင်တော့လိုချင်တဲ့ software တွေကိုပြန်လည်မှသွင်းလို့ရပါတယ်ကိုယ့်ရဲ့ account ဖွင့်နေလို့လည်းရှေ့ဗီဒီယိုတွေမှာကျွန်တော်ပြပြီးသားရှိပါတယ်ကျွန်တော် channel လေးကိုသဘောကျရင် like and subscribe လုပ်ထားဖို့မမေ့နဲ့နော်အကုန်လုံးစုံလင်ကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်